အမြဲပဲအားနာတတ်တဲ့အကျင့်ကိုကြောက်ကျွန်တော်ဆိုလည်းအဟိုးရင်တော့အရင်အားနာတတ်တယ်နော်တချို့နေရာကိုမသွားခြင်းဘူးတငယ်ချင်းကိုအားနာလို့လိုက်သွားတယ်တချို့အရာကိုမစားခြင်းတငယ်ချင်းကိုအားနာပြီးစားလိုက်တချို့အရာကိုမလုပ်ချင်တငယ်ချင်းကိုအားနာပြီးလုပ်ပေးလိုက်ရတယ်ဆိုတဲ့အရာတွေပေါ့နော်ဆိုတော့အဲ့ဒီအရာတွေကကျွန်တော်တို့ကအားနာပြီးလုပ်တာဖြစ်တဲ့ကြောင့်ကိုစိတ်မပါပေမဲ့လည်းကိုလိုတဲ့အရာတွေကိုပြုတ်နေတဲ့အရာတွေအားလုံးကကိုတိုင်းပဲပြန်ခံစားရတယ်နော်တချို့ကရှိရလေတိတ်ပြီးတော့ဘားတွေသွားတဲ့အကျင့်မရှိဘူးဒါပေမဲ့တငယ်ချင်းကိုအားနာလို့လိုက်ရင်နဲ့ဘာမှမသွားရမနေနိုင်တော့ဘူးပေါ့နော်နိုင်အောင်မထွက်ရမနေနိုင်တော့ဘူးတခါလေးကြာရင်ပတ်စံဖြုံးတဲ့အရာတွေရောနော်ဆိုတော့ကြိုးစားနေရမယ့်အချိန်မှာသူ့ကိုအားနာပြီးတော့မုန်းလိုက်စားတယ်အစားတောက်တွေလိုက်စားတယ်စားတဲ့ခါကြာရင်အဲ့ဒီရဲ့ impact ကကိုခံရတယ်ဘယ်လိုလဲဆိုတော့ပေါ့နော်သူကကျွန်တော်အလုပ်တစ်ခုလုပ်လိုက်တဲ့အတိုင်းမှာကျွန်တော် result ဆိုတာရှိတယ်ကောင်းတာပဲလုပ်သည်ဖြစ်စေဆိုးတာပဲလုပ်သည်ဖြစ်စေကောင်းတာလုပ်ရင်လည်းကောင်းကျိုးကိုခံစားရတယ်ဆိုးတာလုပ်ရင်လည်းဆိုးကျိုးကိုခံစားရတယ်ကျွန်တော်နိုင်ငံမှာအလုပ်လုပ်ခဲ့စဉ်တုန်းကအဖွဲ့တွေအများကြီးကျွန်တော်တို့အပြင်သွားကြတယ်လဲကြတယ်ကျွန်တော်မလိုက်ဘူးနော်ကျွန်တော် manager ကိုယ်တိုင်ခေါ်မှကျွန်တော်လိုက်တယ်ဒါတော့မှကျွန်တော်ကမဖြစ်မနေမလို့လိုက်ရတဲ့အရာပဲရှိတယ်ကျန်တဲ့ချိန်မှာကျွန်တော်ရဲ့ lifestyle နဲ့ကျွန်တော်နေတယ်ကျွန်တော်ရည်မှန်းချက်နဲ့ကျွန်တော်နေတယ်ဘယ်သူမှအာမနာကျွန်တော်ရဲ့ငယ်ကပေါင်းနေခဲ့တဲ့အပေါင်းတွေအားလုံးကျွန်တော်သိတယ်ဆိုတော့ကျွန်တော်တယောက်တည်းနေတာများတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရည်မှန်းချက်တွေကိုကျွန်တော်ဖြည့်ဖို့တော့ကကျွန်တော်ကအချိန်ပေးဖို့လိုတယ်အဲ့တော့ကကျွန်တော်ရဲ့ဝင်ငွေကထားပါတော့လုံးဝ basically ဖြစ်နေတယ်ကွာ basic salary ပဲရှိတယ်နော်တာမန်လူတွေနဲ့ကျွန်တော်လာတာဒန်းတူပဲအခုကျွန်တော်ရဲ့ဝင်ငွေကအဲ့ဒီအစ1000မကပါဘူးကျွန်တော်ဝင်ငွေကနော်ဆိုတော့ဒါအကြီးကြီးအဖြစ်ဘာကွာသွားလဲဆိုတော့ sorry ကျွန်တော်အစ1000ဆိုတာကဝင်ငွေပဲတော့ပိုင်ဆိုင်မှုအဲ့ဒီလုံးကဝင်ငွေအစ1000မကတဲ့ပိုင်ဆိုင်မှုကိုကျွန်တော်ကပိုင်ဆိုင်ခဲ့ရပါဘာလို့လဲဆိုတော့ဒါကပေါ့နော်ကျွန်တော်ပြောရမယ်ဆိုရင်တော့ကိုရီမန်းချက်တွေတက်ကိုလောက်ခဲ့လို့ပါကျွန်တော်ရကနာထိုးတယ်အမေငါ့ကိုမပေါင်းဘူးလားမလိုက်ဘူးလားမင်းကသူမျက်နှာအချိန်မှာနားရတယ်စားအချိန်မှာစားရတယ်တွားအချိန်မှာတွားရတယ်အမျိုးစုံပေါ့နော်ကျွန်တော်မလုပ်ခဲ့ပါဘူးဆိုတော့အားနာပြီးတော့လုပ်တာမရှိဘူးဒါပေမဲ့ကျွန်တော်ကိုယ်တိုင်တွားခြင်းတွားတယ်ကျွန်တော်ကိုယ်တိုင်လုပ်ချင်လုပ်တယ်ကျွန်တော်ကိုဘယ်သူမှ control လုပ်လို့မရကျွန်တော်တကယ်ချင်းနဲ့ကျွန်တော် control လုပ်လို့မရဘူးကျွန်တော်မိတ်ဆွေတွေကျွန်တော် control လုပ်လို့မရဘူးပေါ့နော်အဲ့လိုကကိုယ့်ဘာကိုလေ့ကျင့်ထားရတယ်အဲ့လိုလုပ်ဖို့အတွက်ကလည်းလွယ်တော့မလွယ်ဘူးသူအားလုံးကိုစန့်ကျင်ရတဲ့အနေအထားဖြစ်သွားတာပေါ့နော်ဒါပေမဲ့တစ်ခုရှိတယ်ကိုကတက်အောင်လည်းနေရတယ်စန့်လည်းစန့်ကျင်နေရတယ်အဲ့နှစ်ခုကိုတော့ဘဲလန်းညီအောင်လုပ်ရတာပေါ့အရေးကြီးရနော်ကျွန်တော်ခုတော်တော်များများတွေ့လူငယ်တော်တော်များအားနာလို့ဆိုတော့အားနာတရားမလို့ဘူးလေသူတို့နဲ့ကျွန်တော်နဲ့ပေါင်းတဲ့မိတ်ဆွေပဲဖြစ်စေတကယ်ချင်းဖြစ်စေကျွန်တော်တွေ့တဲ့အချိန်ကခဏလေးပဲတစ်နှစ်ဖြစ်စေနှစ်နှစ်ဖြစ်စေသုံးနှစ်ဖြစ်စေလေးနှစ်ဖြစ်စေငါးနှစ်ဖြစ်စေတွေ့ရတဲ့အချိန်ခဏလေးပဲအဲ့တွေ့ရတဲ့အချိန်ခဏလေးမှာကျွန်တော်တို့ရဲ့ဒီအိမ်မက်တွေကျွန်တော်တို့ရီမန်းကျပန်းနိုင်လည်းမေ့လို့မဖြစ်ဘူးအဲ့ဒါအရေးကြီးရနော်အချိုးတွေကကြတော့လူကလည်းလူငယ်ဖြစ်တော့တကြောင်မလို့အားနာပြီးလိုက်ရောပြီးတော့ကိုစိတ်မပါပေမဲ့လို့ကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့ရီမန်းချက်တွေလုံးဝမအချိန်တွေကိုကစည်ပလိုက်တာစည်ပြီးတော့ကိုမကြိုက်တဲ့အရာတွေလုပ်ပလိုက်တာချိန်မှာအဲ့ဒီရဲ့တုံ့ပြန်မှုကြလာတဲ့ခါကျကျွန်တော်တို့ကဟိုလူပြည့်တယ်လူပြည့်တယ်နေရတဲ့အချိန်တွေရှိတယ်ဆိုတော့အဲ့ဒါအရေးကြီးပါဟုတ်ပြီနော်ဆိုတော့ကိုယ့်ရဲ့ရီမန်းချက်ကိုယ့်ရဲ့ပန်းတိုင်အတွက်ကိုပဲသွားလျှောက်လန်းနေရမှာအရင်ကြီးပါနော်အဲဒါကြောင့်မလို့ဒါလေးကိုကျွန်တော်အဓိကပြောချင်တာပါဘယ်သူမှအားနာတယ်မကိုမလုပ်ချင်တဲ့အောင်မလုပ်ပါနဲ့မသွားချင်တဲ့အောင်မသွားပါနဲ့ဘယ်သူမှလေလူငယ်အရွယ်မှာဒါလုပ်ရမယ်လူငယ်ရွယ်မှာဒီသွားရမယ်လူငယ်မှာပြောရမယ်ဘယ်သူမှမတက်မထားဘူးဒီတိုင်းကိုယ့်ယူနေတဲ့ကိုပဲအခုကျွန်တော်ကိုယ့်ယူနေတဲ့နဲ့ကိုနေခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်မိတ်ဆွေအပေါင်းအသင်းတွေကိုကျွန်တော်က70% 80%လောက်ကျွန်တော်ကူညီထားနိုင်ခဲ့တယ်ဖိမနိုင်ခဲ့တယ်ကျွန်တော်ဆွေမျိုးတွေကိုကျွန်တော်ကူညီထားနိုင်ခဲ့တယ်ဖိမနိုင်ခဲ့တယ်များတော့ငွေကြီးထောက်ပံ့နေကျွန်တော်ပြုနိုင်ခဲ့ဒါကျွန်တော်ဒါမှအားမနာတဲ့အချင်းရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကဒါကိုလိုချင်တဲ့ပန်းတဲ့တစ်ခုရောက်ခဲ့တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်အများဆုံးလူငယ်တွေလည်းပြောချင်တယ်လူကြီးတွေလည်းပြောချင်တယ်အားနာတဲ့အကျင့်ကိုဖြောက်ပါအဲ့ဒီအားမနာတဲ့အကျင့်ကကျွန်တော်အဖေစီကနေရလာတာပါမမေရပြောမယ်ဆိုရင်အဖေကသူ့ဝင်ငွေနဲ့သူ့မိသားစုကိုလုံလောက်အောင်အမြဲတမ်းတုံးဆောင်ပါတယ်ဘယ်သူကဘာဝစ်လို့ဘယ်သူကဘာစားလို့ဘယ်သူကဘယ်ကိုသွားလို့ဘယ်မိသားစုကဘယ်မှာထွက်လို့ဘယ်လိုပြောပြခီးထွက်လို့ဆိုအဖေလုံးဝစိတ်ဝင်စားပါဘူးအဖေကသူ့ရဲ့မိသားစုလေးကိုသူ့စိတ်တိုင်းကြအဖေအမြဲတမ်းပုံဖော်ပါတယ်ကျွန်တော်တို့လိုက်တော့ခလေးဆိုတော့မကျင်နိုင်ဘူးပေါ့သူမင်းသွားရင်သွားခြင်းနဲ့သူမင်းစားရင်စားခြင်းနဲ့သူမင်းလာရင်လာခြင်းနဲ့
မဲ့အဖေအမေပြောတဲ့စကားတစ်ခုရှိတယ်ငါသားလူတိုင်းကကိုဘဝနဲ့ကိုလာရတာကိုဘဝကိုပြုမှုလှုပ်ဆောင်နေတဲ့အချိန်မှာကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ပဲနေပါတဲ့အဲ့ဒါကျွန်တော်ရဲ့အဖေရောကျွန်တော်ရဲ့ဘာကြီးတွေတော့ဆုံးမခဲ့တဲ့စကားပေါ့နော်ဆိုတော့မင်းစင်းရင်မင်းပဲခံရမှာမင်းချမ်းသာရင်မင်းပဲဆန်ရမှာအဲ့ဒါကြောင့်မလို့မင်းရဲ့ရည်မှန်းချက်ပတ်နိုင်နေလို့ပဲအလုပ်လုပ်ပါတဲ့အဖေကျွန်တော်ကိုပြောတယ်ကျွန်တော်တို့အိမ်မှာငကိုတုန်းကအဆင်မပြေကြတုန်းကလည်းကျွန်တော်မိသားစုပဲခံရတာလေဟုတ်တယ်နော်အဆင်ပြေတော့လေကျွန်တော်မိသားစုပဲဆန်စားဒါအကြီးကြီးရပြင်ကျွန်တော်တို့ကဘယ်သူမှအားနာပြရမလို့ဆိုတော့အရန်ကြီးပါကျွန်တော်အဖေစီကရခဲ့တဲ့အမှုအနှစ်တွေပါပဲနော်ဆိုတော့ဒါအရင်ကြီးပါလေကျွန်တော်ပြောလိုက်ပြရစီအထူးကျေးဇူးတင်ပါတယ်ဒါကြောင့်မလို့အားနာတဲ့အချိန်ကိုဖြောက်ပါကိုယ့်ရည်မှန်းချက်ကိုယ့်အိမ်မက်တွေအတွက်အရန်တက်မှုရှိတဲ့အချိန်တွေကိုဘယ်တော့မိတို့သောအရာတွေအတွက်မှာအသုံးမချပါနဲ့ကိုလစ်လာရရှိလားလစ်လာပါကိုဒီ practice လုပ်ရရှိလားလေ့ကျင့်ရရှိလားလေ့ကျင့်ပါနော်စာဖတ်ရရှိရင်စာဖတ်ပါဒါအရင်ကြီးပါခုနောက်ပိုင်း AI ခေတ်မှာအဲ့ဒါပို့လို့အပ်သွားပါတယ်လူကြည့်ကြည့်တယ်မှာလေ